ကျွန်တော်တို့အချင်းတစ်ပုဒ်ကိုရွေးချယ်ပြီးလို့အတွက်ဒီပညာရှင်တူကိုကျွန်တော်စင်မြင့်ထက်ဆုံးဖိတ်ခေါ်ပြစီကျွန်တော်တို့မြန်မာမှုမြန်မာခံများကိုစင်ထောင်ရထိန်းသိမ်းပြီးတော့ဒီနေ့တည်းအောင်ရှင်းနေဆက်လက်ပြီးတော့ဒီဆိုးနေတဲ့ကျွန်တော်တို့မမကြီးပြည်သူရှင်တင်တင်များကိုစင်မြင့်ထက်ဆုံးကြောက်ပါဖိတ်ခေါ်ပါရခင်ဗျာညီမလေးမျိုးမင်္ဂလာပါဟုတ်ကဲ့ပါမမကြီးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာတော့မမဘာတချင်းရကိုရီကိုအတွက်ကိုရွေးချယ်ပေးပါလို့ခင်ဗျာဟုတ်ကဲ့မောင်လေးရင်ကိုအတွက်ရွေးချယ်ပေးမယ်ဒီကတော့မမကြီးအတွက်လည်းအမှတ်ရဖြစ်စီမယ်မမကြီးရဲ့ချစ်တော်စွာသောဒီမောဒီပေါင်းစုရဲ့အလှကဘာမျိုးရဲ့ဆိုတဲ့ဒီလေးကိုရွေးချယ်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါဒီလေးကဆိုရင်ကိုကြီးတို့လည်းအမှတ်ရဖြစ်စေချင်ပါတယ်ဟုတ်ကဲ့ပါမှတ်တမ်းလေးဖြစ်ပေါ့နော်ဟုတ်ကဲ့နောက်ကကိုရင်ကိုလေးကအတန်ကကြီးလေးချိုလေးတယ်ဟုတ်ကဲ့အတန်ခိုင်ပါတယ်သူ့တန်လေးနဲ့လေးလိုက်မဲ့တင်တော့မှရွေးချယ်ပေးပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုမှတ်ရစီတာကတော့ဒီတီဟာတိမ်မမုံမလည်းဇက်ကားထဲမှာတကယ်နာမည်ရွေးချယ်ပေးတာကိုဝဲမှုစာဝန်တေဘုံဖြစ်ဟုတ်ကဲ့တရားထားတဲ့ကမ်းခြေလေးမှာဒီတစ်ချိန်လေးကိုတည်ဆိုပြီးတော့ရုပ်ရှင်တေးဆောင်ရတဲ့တီးလေးလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကြောင့်အဲ့ဒီလေးကိုရွေးချယ်ပေးကြတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘုရားကောင်းပါပြီဟုတ်ကဲ့ပါကျွန်တော်တို့ကိုလိုစင်ပြောင်းရွေးချယ်ပေးတဲ့မာကြီးဒီနေ့ပြောင်းကျေးဇူးတင်ရှိပါတယ်ကိုကြီးကြောက်ပါဗျာမိုင်းရောအများကြီးကျေးဇူးတင်ပါတယ်မိုင်းရောမှတ်ရဒီစရိတ်ဆိုပြ